account ဖွင့်ထားပါပြီးတော့ Hana Pay နဲ့တူတူ Hana Money account ဖွင့်ထားပါနော် Hana Money ရှိလို့ရှိရင်ဒီ Hana ကနေကိုသုံးသမျှပတ်စံတိုင်းဟာ point အနေနဲ့ဒီ Hana Pay တဲ့ကိုပြန်ဝင်ပါမယ် Hana Pay နဲ့ Hana Money နဲ့မှာလို့သူကရှိတ်ထားတဲ့သဘောမျိုးပဲပေါ့နော်ပြီးတော့ Hana Money ဖွင့်ပြီးတဲ့လူတွေကဒီကာကာအိုမှာတွားပြီးတော့ဒီ message လေးတွေဝင်တဲ့အခါမှာစစ်ပေးပေါ့နော်ကာကာအိုမှာဆိုလို့ရှိရင်ဒါဒီမှာ Hana Money ကနေဝင်တာပေါ့နော်ဒါတော့ဖြောင်းပြန်တော့ဖြစ်နေတယ်သူကဘယ်နေ့ပဲရဒီအမေရိကန်နိုပေါ့နော်ဒီ take out ဆိုဒီအမေရိကန်နိုအပူပါစေတစ်ခွက်အလကားရပါတယ်သူကသွားမယူမရှင်ပေါ့နော်ဒီဟာကိုမသုံးမရှင် message ကထပ်တလဲလဲပြန်ကလန်ကပို့နေတာပေါ့နော်ဒီနေ့သွားယူလာပါတယ်ဒါလေးပါဒီကွန်ပိုကနေပြီးတော့သွားယူလာတာပါအတော့ဘလို့ပဲဖြစ်ဖြစ်ကိုရီးယားမှာနေတဲ့အခါမှာဘလို့သူကွန်ကြိုင်းစိတ်တွေရှိတယ်ပေါ့နော်ကွန်ကြိုင်းစိတ်တွေမှာကိုသုံးတဲ့အပေါ်မှာမူတည်ပြီးတော့ဒီ point နေရလဲပြန်ပေးနေတဲ့အခါမှာဒီ point တွေကိုလည်းရတဲ့လောက်သုံးတဲ့တယ်လို့ထင်တယ်တော်တော်လေးလဲတက်တာတယ်ပေါ့နော်ဒီ point နဲ့သုံးရတဲ့အခါမှာလေ point လေးတွေစုပြသုံးကြည့်ပါ